နောက်တစ်ချက်အနေနဲ့ပေါ့နော်ခလေးတွေကိုကျမတို့ကသူတို့ရဲ့မွေးနေ့တို့နောက်တစ်ခုခုပေါ့နော်သူတို့ပြင်းပြအောင်မြင်တဲ့ခါကျရင်ကျမတို့ကလက်ဆောင်လေးတွေပေးကြတယ်ပေါ့နော်မိဘတွေအဲ့လိုမျိုးခါမှာသူတို့လိုချင်တဲ့အရာတွေဈေးကြီးတဲ့အရာတွေဝယ်ပေးကြတယ်အဲ့လိုမျိုး expensive gifts တွေထက်စရင်ပေါ့နော်အရန်ကိုခလေးတွေတန်ဖိုးရှိတဲ့လက်ဆောင်လေးကိုပေးစေချင်ပါတယ်အဲ့ဒါဘာလဲဆိုရင် quality time မှာအဲ့တော့မိဘတွေအနေနဲ့ပေါ့နော်ခလေးနဲ့အတူတူကစားပေးတာခလေးနဲ့အတူတူစားတာခလေးနဲ့အတူတူစကားပြောတာခလေးနဲ့အတူတူသူသွားချင်တဲ့နေရာလေးတွေလိုက်ပို့ပေးတာဒီလိုမျိုးခလေးကိုပေါ့နော်အချိန်တစ်ခုပေးပြီးတော့ခလေးနဲ့အတူတူပေါ့နော်အနည်းဆုံး15မိနစ်လောက်ပဲဖြစ်ဖြစ်နေပေးတာစအတူတူဖတ်တာစသဖြင့်ပေါ့နော်ဒီလိုမျိုးအချိန်ပေးပြီးတော့နေပေးတာဟာမိဘတွေအနေနဲ့ဒါပေးနိုင်တဲ့အကြီးမားဆုံးလက်ဆောင်ပဲပေါ့နော်ချို့ကတော့မိဘတွေကထင်တယ်ပေါ့ပတ်သက်ရှာပေးတယ်ခလေးတွေemotionally present ကအရန်အရေးမကြီးဘူးလို့ထင်တယ်ဒါပေမဲ့ခလေးတွေရဲ့ဘဝမှာသူတို့ရဲ့မိဘတွေသူတို့အနားမှာရှိပြီးတော့သူတို့ရဲ့ခံစားချက်လေးတွေကိုနားလည်ပေးနိုင်ဖို့ကအရန်အရေးကြီးဆုံးသူတို့အလိုချင်ဆုံးအရာပဲပေါ့နော်ဒါကြောင့်မလို့ emotionally present ဖြစ်ဖို့ကအရန်အရေးကြီးပါတယ်ဟုတ်တစ်ချက်အနေနဲ့ဆိုရင် discipline နဲ့ punishment နဲ့မတူဘူးပေါ့နော်အဲ့တော့ discipline